ကဲဒီအိမ်လေးကတော့ပေ60ပတ်လည်းမဟုတ်ဘူးเนาะ60ပတ်လည်းနှစ်ကွက်ပါတဲ့အိမ်လေးပါဆိုတော့မျက်နှာစာကြီးပဲ60 120ရှိတယ်နောက်ဖက်ကိုပေ60ရှိပါတယ်ခင်ဗျကဲဒါကတော့အိမ်ရဲ့ဝင်ချင်း main တက္ကမကြီးကနေဝင်မယ်ဆိုရင် chain area ရဲ့ဒီဘက်မှာ garden လေးလုပ်ပေးထားပါတယ် garden area လေးကျွန်တော်ရင်လိုက်ပြပေးမယ်เนาะဆိုတော့ဒီ chain ကတော့အထဲမှာသီးပင်စားပင်မရှိဘူးပန်းပင်နဲ့အလားဆင်ထားပြီးတော့ဒီရှောက်လန်းလေးနဲ့အတူတူတွေ့ရတဲ့ chain area အခြေကတော့ပေ60ပတ်လေပါခင်ဗျကဲဒီတက်မှာမြင်နေရတဲ့အိမ်ကတစ်ဖက်ချင်းမှာတော့ပေ60ရှိရယ်เนาะအဲ့ဘက်စိုက်ကယ်ရက်ထားတဲ့နေရာလေးရဲ့ဒီ chain area ရဲ့ total ပေါင်းလို့ရှိရင်မျက်နှာစာရွယ်120ချမ်းရှေ့နောက်ကိုပေ60ရှိပါတယ်ခင်ဗျကဲဒါကတော့ချမ်း area ကားပါကင်ရက်လို့ရမယ့်နေရာချမ်းဝင်ပေါက်ဒီဘက်ချမ်းမှာတော့ကျွန်တော်တို့အမိုးလေးနဲ့အဖီထိုးထားပေးတာစိုက်ကယ်ရက်လို့ရမယ်ကားရက်လို့ရမယ်ပြီးတော့ဒီနေရာမှာအပြင်ဘက် kitchen မဟုတ်ဘူးเนาะဒါ barbecue area ပါ barbecue စားလို့ရမယ်ချမ်းထဲမှာ party တွေပါရှိလို့ရှိရင်အသုံးပြုလို့ရမယ် kitchen setup second space ပေါ့เนาะကဲဒါကတော့ရေ area ဖြစ်ပါတယ်ဆိုတော့ဒီနေရာလေးကနေကျွန်တော်တို့ကဝင်သွားလို့ရှိရင်အိမ်မာကြီးရဲ့ပထမဆုံး main ဝင်ပေါက်တကားရှိပါတယ်လောလောဆယ်တော့အင်ရှင်က furniture တွေခဏချထားရယ်เนาะထိုင်ကုန်လေးခဏချထားတော့ကျွန်တော်ဒီဘက်ကနေပတ်ပြပေးမယ်ဒါကတော့ကားပါကင်လုပ်လို့ရတဲ့ area ပေါ့เนาะကဲဒီဘက်မှာခြံရဲ့ဘေးဘက်မှာမြေပေါ်ကြီးလည်းအများကြီးရှိတယ်เนาะဒီအိမ်လေးကပြီးတာတိတ်မကြသေးလို့ပေါ့เนาะကဲဒီပေါက်ကတော့ကျွန်တော်တို့ main ကမာကြီးတော့မဟုတ်ဘူးကားကိုတော့နဲ့ဝင်ချင်းဆိုရင်ပထမဆုံးရောက်မဲ့အိမ်ကန်ဖြစ်ပါတယ်ဒီခုံတွေလည်းအကုန်လုံးပါဝင်နေပေါ့เนาะကဲဒီဘက်ချမ်းမှာတော့ဒါကတော့ kitchen နဲ့ဆက်ထားတဲ့ထမင်းစားခန်းလုပ်ရတဲ့ dining area ပါကဲဒါကတော့ kitchen area setup ဒီဘက်မှာရေချိုခန်းအိမ်သားတစ်ခုရှိပါတယ်ကဲပြီးရင်ကျွန်တော်တို့အပေါ်တက်ကြည့်မယ်ဆိုတော့အိမ်ကအကျယ်ကြီးပဲเนาะဒါပေမဲ့ဒီတက်ကျတဲ့အိမ်တွေလည်းကျွန်တော်ရောင်းဖို့ရှိသေးတယ်ကဲဒါကတော့အိမ်အပေါ်တက်ကိုတက်မဲ့လေကဝင်ပေါ့เนาะသူကတော့ solar စနစ်တွေပါထားပြီးသားဒါကတော့ solar အောက်မှာ battery အထိုင်ဒီဘက်မှာ WC တခုပေါ့เนาะ common WC ကဲဒီကကျွန်တော်အပေါ်တက်ကြည့်မယ်တဲ့အိမ်လုံးကိုတော့အကျွေးပြားနဲ့အလှဆင်ထားပြီးတော့အပေါ်တက်ကနေစပြီးကျွန်တော်တို့က SPC ကိုရီးယားပါကက်တခင်ပေးထားမယ်။ကဲဒါကတော့ product ဖျားကန်းဖြစ်ပါတယ်။ဖျားကန်းကိုကြတော့ဒီဘက်ချက်မှာ runner တစ်ခုလုပ်ပေးထားတယ်။လေဝင်လေတော့လည်းကောင်းတယ်။တောင်တန်းအနေနဲ့ view ကတော့မိုက်စားပဲ။ Okay ကျွန်တော်တို့ဒီဘက်ထပ်ကြည့်မယ်နော်။ဒီဘက်ခန်းလေးကတော့ကျွန်တော်တို့ runner တစ်ခုပါအောင်မယ်။ဖျားကန်းကြီးပဲတက်မဟုတ်ဘူးနော်။ air gun လည်းလုပ်လို့ရတယ်။ကဲဒါကတော့ air gun space ဖြစ်ပါတယ်ကဲဒီနေရာမှာတော့ warranty တစ်ခုထပ်ပါပြီးတော့ဒီမျက်နှာချက်ကတော့ဒါကတော့ solar panel တွေချထားတာပါဆိုတော့တအိမ်လုံးသုံးတဲ့ solar panel တွေနော်ကဲဟုတ်ပြီကျွန်တော်တို့နောက်ထပ်ကဒီဘက်မှာကျွန်တော်တို့အခန်းတစ်ခန်းရှိတယ်ရေချိုခန်းအိမ်သားတွေ့ရဲ့အခန်းတစ်ခန်းဖြစ်ပါတယ်ဒီ mattress တွေဒီ cabinet တွေအကုန်လုံးပါဝင်တယ်ပေါ့နော်ကဲဒါကတော့သူ့ရဲ့ရေချိုခန်းအိမ်သားဖြစ်ပါတယ်ကြွေပြအပြည့်နဲ့ပဲ all set လူမနေရသေးဘူးခင်ဗျဟုတ်ဒီဘက်မှာတော့ runner ပါတယ်ရေချိုခန်းအိမ်သားအခန်းလေးတစ်ခန်းဖြစ်ပါတယ်ကဲဒါကတော့သူ့ရဲ့ render ဒီ view လေးကတော့ဇွန်နာဖျားခန်းတွေ့ရတဲ့ view ထက်ပိုအတူတူပဲပေါ့နော်ဆိုတော့ဒီဘက်မှာရေချိုခန်းအိမ်သာရှိပါတယ်ဒါကရေချိုခန်းဖြစ်ပါတယ်ဆိုတော့ဒီ project လေးကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်ခုပြထားတဲ့မြေပုံလေးတိုင်းနန်းရှိကျုံးရှိတက်တဲ့ရတဲ့16လမ်းနဲ့တက်တဲ့မောင်ကြီးမျိုးသိန်းစီတိုင်းနှစ်တွေ့ရတဲ့ဘယ်ဘက်ချိုးလိုက်လို့ရှိရင်ကျွန်တော်အခုပြထားတဲ့မြားလေးတိုင်းလာလို့ရှိရင် project ကိုရောက်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်